စင်သေးလားစီသေးလားမရှိတော့ဘူးလားဆိုတာတက်တေထောက်ထားတဲ့ချပြဖို့ဗီဒီယိုဖိုင်တွေချပြဖို့အမေစုနဲ့သူ့ရဲ့သားတွေစကားပြောလို့ရအောင်အမေစုကအပြင်ကလူတွေနဲ့စကားပြောလို့ရအောင်ဒီတက်တေထောက်ထားကိုချပြခိုင်းတဲ့ campaign တွေစီတယ်အဲကြောင့်မိုးကအမြဲတမ်းပြောတယ်အဲကြောင့်ရန်သူဘက်ကလားဘောမဘက်ကလားဒီမီဒီယာတွေကိုတတိထားလို့မီဒီယာဆိုတာတဒင်းကြမပြည့်တဲ့တဒင်းတွေကြမပြည့်တဲ့တဒင်းတွေပေါ့နော်အမေစုရဲ့တဒင်းတွေမဖုံးကွယ်ရအောင်အခုဒီစပ်ပအကြောင်းနဲ့လီအကြောင်းတွေလာပြီးတော့နေချဲငါချဲနေတင်ငါတင်ပြန်ပြီးတော့လုံနေကြတယ်နော်စပ်ပရတဲ့သူကဖင်ရတဲ့သူကတသက်ရတယ်ရတာတော့ပြဿနာမရှိဘူးသူ့ဘာသာနဲ့သူရတယ်သူ့ဘာသာနဲ့သူတင်တယ်ဒါပေမဲ့တဆင့်ခံပြန်ပြီးတော့ချဲတဲ့သူတွေတင်တဲ့သူတွေပေါ့နော်ဟိုကြိုက်တဲ့သူလားအားပေးတဲ့သူလားမကြိုက်တဲ့သူလားဘာဖြစ်လို့အဲ့လိုမျိုးတွေကျွန်တော်တင်နေရတာလဲဒါချပြတဲ့သတင်းမှမဟုတ်တာအခုကဘာလဲအမေစု campaign ကိုလုပ်နေတယ်ဆိုမှပဲဟိုတနေ့တော့ဆိုရင်ဖုန်ကြီးကကိုရင်ရိုက်လို့အဲ့ဒီသတင်းကပြန့်သွားတယ်မကြဘူးတရက်နှစ်ရက်ပဲရှိသေးတယ်ဟိုယာယာကလင်အယောက်30လားအယောက်20လားသူယူတဲ့သူရဲ့လင်ကသူ့ရဲ့လင်ကတယောက်ပြီးတယောက်သူ့ကိုပြန်ပြီးတော့ကြိုက်တဲ့သူလားမကြိုက်တဲ့သူလားအဲ့ဒီသူ့ရဲ့ပို့ကိုပေါ့နော်သူ့ရဲ့အကြောင်းကိုတဆင့်ခံပြန်တော့တင်ပြန်တော့ချဲတဲ့လူတွေလဲနေတော့ဘာတွေစဉ်းစားနေတာလဲဟမ်ကိုတင်လိုက်တဲ့အရာတခုကကိုတင်လိုက်လို့စင်အဲ့ဒီနေရာမှာပဲစီတာမဟုတ်ဘူးတင်လိုက်လို့စင်ပြန်သွားလို့စင်နိုင်ငံရေးသတင်းတော်လိုင်းရေးသတင်းအမေစုသတင်းမှာအကောင်လုံးဖုံးကွယ်တာအဲ့ဒါကွာပြန်တင်တော့မယ်ပြန်ရှဲတော့မယ်ပြန်ပြီးတော့ဟိုသူ့ကိုအားပေးမလားသူ့ကိုဝေဖန်မလားဆိုတာဝေဖန်မယ်အားပေးမယ်ဆိုရင်သူ့ရဲ့ပို့ထဲမှာပဲသွားပြီးတော့ရေးပါသူ့ရဲ့ပို့အောက်မှာပဲသူဖင်ရတဲ့ပို့အောက်မှာပဲသွားပြီးတော့ရေးသွားပြီးတော့ဆဲသွားပြီးတော့အားပေးပါစေချုံမိတာမှာတစိမ့်နေတော့ပြန်ပြီးတော့တင်ချဲတဲ့အချိန်မှာမအေလိုကသေပြီလားအမေစုရဲ့သတင်းကမအေလိုကချပြပြီလားအဲ့ဒါနေတော့မစင်စားဘူးလားအဲကြောင့်မီဒီယာပေါ်မှာတက်လာတဲ့သတင်းတွေစေဆိုမီဒီယာပေါ်မှာတက်လာတဲ့သတင်းတွေကိုကိုကတဆင့်ခံပြန်တင်မလို့လားပြန်ရှယ်မလို့လားကိုတင်ကို share တော့မယ်ဆိုရင်နိုင်ငံရေးတော်လိုင်းရေးသတင်းနဲ့မဟုတ်လို့ရှိရင်ကိုပြန်တင်လို့ရှိရင်အဲ့ဒီနိုင်ငံရေးတော်လိုင်းရေးသတင်းအမေစုသတင်းကဖုံးကွယ်မယ်ဖုံးကွယ်လို့ရှိရင်နိုင်ငံရေးထိခိုက်တဲ့တော်လိုင်းထိခိုက်တဲ့အမေစုလည်းထိခိုက်တယ်ထိခိုက်တယ်ဆိုတာအမေစုထွက်လာဖို့အတွက်ငါတို့ကတောင်းဆိုတာမဟုတ်ဘူးနော်အမေစုကသေလားစင်လားဆိုတာမအေလိုဘက်ကအမန်တရားတက်တည်ထောက်ထားတွေချပြဖို့အဲကြောင့်အမေစုသတင်းနဲ့နိုင်ငံရေးတော်လိုင်းရေးသတင်းတွေone dot တင်ပေးကြအဲ့လိုမျိုးလောက်ခန်းတာနေတို့တွေကဘာတွေလဲဟာဟိုတနေ့မပြီးသေးဘူးနောက်ထပ်စပတ်နဲ့လီတနေ့တော့ကျွန်တော်တင်တယ်လင်မယားတနေ့တည်းမတင်နဲ့အဲ့ဒီຢာတွေကဘာအကျိုးတွေစီးလို့လဲအစိုးအကောင်ကိုတင်လိုက်လို့စင်ပြန့်မှာပဲကိုတင်လိုက်လို့စင်ပြန့်မှာပဲလိုအပ်တဲ့အရာတွေတကယ်အရေးကြီးတဲ့အရာတွေကပြန်တော့ဖုံးကွယ်တာအဲ့ဒါကိုအောက်နောက်စီပေးကြပါအမှန်တကယ်ဆိုရင်ဒီနေ့ဆိုရင်ပြီးတော့မမို့ဘာတည်င်းဘာအကြောင်းမတင်ချင်ဘူးဘာလို့ဆိုတော့ဒီနေ့ဆိုရင်ကမ်ပိန်းရဲ့နောက်ဆောင်ရက်နေ့နော်ကမ်ပိန်းရဲ့နောက်ဆောင်ရက်နေ့၄လပိုင်းကမ်ပိန်းရဲ့နောက်ဆောင်ရက်နေ့20နှစ်ဖြစ်တဲ့အတွက်ကြောင့်မမို့ကလေဒီကမ်ပိန်းအကြောင်းပဲပြောချင်တာနော်မမို့ကလွှင့်ရမယ်ဒါပေမဲ့မလွှင့်ရသေးဘူးဒီအဲ့ဒီတည်င်းအဲ့ဒီယာရဖင်ရတဲ့တည်င်းဖင်ရ90မှာပဲဒီဖေလို့မတွေကနော်တော်လိုက်ရေးမလုပ်ဘူးနိုင်ငံရေးမလုပ်ဘူးအားရလို့စင်ကြွားပြမယ်လှပြမယ်ကပြမယ်ဖင်ရပြမယ်လင်းတွေယူပြမယ်လင်းတွေလဲပြမယ်အဲ့ဒီကိစ္စတွေကဒါပေမဲ့သူတို့တွေကကြွားလို့စင်သူတို့အကမှာပဲသူတို့ကြွားတာသူတို့ဖင်ရမယ်ဆိုသူတို့အကမှာဖင်ရတာဒါပေမဲ့တဆင့်ခံပြန်တင်ပြန်ချဲပြန်လောက်တဲ့သူကဒါနိုင်ငံရေးတော်လိုင်းသတင်းဖုံးကွယ်တာအမေစုသတင်းတွေဖုံးကွယ်တာနော်မှန်တယ်မပြောချင်မဲနဲ့တွေးနေရတယ်အဲ့ဒီဖင်ရတဲ့ကောင်မရဲ့သတင်းတော့ပြောက်သွားပြီတဆင့်ခံပြန်တင်တဲ့သူပြန်ချက်တဲ့သူဘာညာတလကသူ့အားပေးလို့ဘာလို့အဲ့လိုမျိုးတဆင့်ခံပြန်တော့လုံနေတဲ့သူတွေကပြန်ပြီးတော့ပေါ်လာပြန်ပြီးဖေလို့မတွေမအေလို့တွေ